ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ C# ဒီ programming code တွေပေါ့နော်ဘယ်လိုစရေးလဲပေါ့နော်C# first program ဆိုတဲ့ခေါင်းစဉ်နေနဲ့ပေါ့နော် sharing လုပ်ပေးပါပါအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာဘာတွေလေ့လာရမလဲပေါ့နော်ပထမဆုံး step by step အနေနဲ့ကျွန်တော်တို့ C# code တစ်ခုဘယ်လိုရေးလဲပေါ့နော်အဲ့ဒါလေးပြောမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ရေးခဲ့တဲ့ C# code ကိုကျွန်တော်တို့ compile လုပ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဘာကြောင့် compile လုပ်ဖို့လိုတာလဲပေါ့အကြောင်းပြောမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ program ကိုဒီရေးထားတဲ့ကျွန်တော်တို့ program ကို execution ပေါ့ဘယ်လို run မလဲပေါ့ result တွေပေါ်လာအောင်step by step လေးတွေကိုကျွန်တော်တို့သွားပါမယ်ကျွန်တော်တို့ပထမဆုံးစရေးမယ် code ပေါ့နော်console program ပေါ့နော်ဒါလေးကိုကျွန်တော်စရေးပါမယ်အဲ့တော့ဒီ program ရဲ့တကယ် result လိုချင်တဲ့ result ကတော့ကျွန်တော်ဒီ hello coda ဆိုတဲ့စာလုံးလေးပေါ်လာဖို့ပေါ့အဲ့ဒါလေးလုံးမှာပေါ့နော်ပထမဆုံးကျွန်တော်တို့စရေးဖို့အတွက်ကျွန်တော် notepad ဆိုတာလေးဖွင့်မယ်ပေါ့ဗျာနော်notepad ဆိုတာလေးကျွန်တော်ဖွင့်မယ်ကျွန်တော်ဒါလေးက SK ရပြီကဲဟုတ်ပြီအဲ့တော့ကျွန်တော် notepad မှာကျွန်တော်ရေးရမယ့် code လေးတချို့ခုနကကျွန်တော် slide လေးမှာပြတဲ့အတိုင်းလေးပေါ့နော်အဲ့ဒါလေးကျွန်တော်ရေးမယ်ပေါ့နော်slide မှာခုနကကျွန်တော်ပြထားတာဆိုရှင်ဒီ code လေးပေါ့ကောင်းပြီအဲ့တော့ကျွန်တော်တို့စာရေးအောင်USING using using system ပထမဆုံးကျွန်တော်တို့ဒီနေရာလေးတစ်ခုရေးပြရမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်အဲ့အောက်မှာကျွန်တော် namespace ဆိုတာလေးလာမယ်ပေါ့show was ပေါ့ပြီးလို့ရှိရင်တော့ကျွန်တော်တုံခွင်းလေးပေါ့အဲ့တော့ကျွန်တော်ကစရေး coding စရေးတဲ့ခါမှာကျွန်တော်တို့ block လေးနဲ့ရေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ code block လေးတွေကိုကျွန်တော်ကဘယ်လိုသတ်မှတ်လဲဆိုလို့ရှိရင်တုံခွင်းအဖွင့်ပိတ်လေးပေါ့နော်အဲ့ဒါနဲ့သတ်မှတ်ပါတယ်ဒီ namespace မှာကျွန်တော်တို့ class လေးတစ်ခုရှိပါမယ် class program နဲ့ထားပါတော့ class program ပြီးလို့ရှိရင်ကျွန်တော်တို့တုံခွင်းလေးအဖွင့်ပိတ်ထပ်လာပါမယ်အဲ့ class ထဲမှာကျွန်တော်တို့နောက်ထပ်method တွေတစ်ခုထည့်ပါမယ် static void void main ပြီးလို့ရှိရင်တော့ကျွန်တော်ဒီထဲမှာစာသားလေးဖော်ခြင်းတဲ့ဥစ္စာလေးပေါ့နော် console.write line ပြီးလို့ရှိရင်တော့ကျွန်တော် hello code တာပေါ့ဒါလေးရေးမှာပေါ့ဗျာနော်ဒါကတော့ C# code file ပေါ့နော်အဲ့မှာကျွန်တော်တို့မှားလို့မရတဲ့ keywords တွေရှိတယ်အဲ့ keywords တွေကတော့ကျွန်တော်တို့အခုဒီနေရာမှာဆိုရင်ဒီ using system မှာဆိုလို့ရှိရင်ဒီစကားလုံးတွေကမှားလို့မရဘူးဆိုရင်တော့ s အကြီးဆိုအကြီးအသေးဆိုအသေးပေါ့နော်ဒါပေမဲ့ပြီးရင်ကျွန်တော် namespace ဒီစကားလုံးတွေမှားလို့မရဘူးဒီနောက်က show was ဆိုတာကျတော့ကျွန်တော်ဒီမှာမှားနေတယ်ကျွန်တော်ဗာလဲ show was ဒီစကားလုံးတွေကတော့ဒါကြိုက်တဲ့ကိုပေးလို့ရတယ်ခြိုက်တဲ့နာမည်ပေးလို့ရတယ်ပြီးရှင်ဒီနေရာမှာလည်းအဲ့လိုပဲခြိုက်တဲ့နာမည်ပေးလို့ရတယ်သို့တော့ဒီ class ကကျွန်တော်မှားလို့မရဘူးဒီ static void main တစ်လုံးမှကျွန်တော်မှားလို့မရပါဘူးပြီးရှင်ကျွန်တော် console မှားလို့မရဘူး write line မှားလို့မရဘူးဒီမှာ double code လေးတွေကြံငဲလို့မရဘူးပြီးရှင်တော့ကျွန်တော် hello code ကျွန်တော် hello code နဲ့မှာကိုယ့်နာမည်ကိုရေးခြင်းလို့ရှင်လဲရတယ်ပေါ့နော် output ထုတ်ခြင်းအဲ့တော့ဒါက C# code တစ်ခုပေါ့C# code တစ်ခုကျွန်တော်တို့ကဘာရင်လုပ်ရလဲဆိုတော့သိမ်းဖို့လုပ်တယ် save လုပ်ရတယ်ပေါ့နော် save လုပ်ရမယ်save လုပ်ပြီးရဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် step ကဘာကလဲဆိုတော့ compile လုပ်ရမယ်အဲ့တော့ပထမဆုံး save လုပ်မယ်အဆင့်သွားမယ်ပေါ့နော်အဲ့ကျွန်တော်တို့ control s ပေါ့ကျွန်တော်ဘယ်မှာသွားသိမ်းမလဲပေါ့အဲ့ကျွန်တော် desktop အောက်မှာ folder လေးတစ်ခုစောက်လိုက်ပဲပေါ့နော်ဆိုရင်တော့ FIRST first PROGI first program ပေါ့ကျွန်တော်ဒီလိုလေးပေးလိုက်မယ်အဲ့ထဲကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော်သွားသိမ်းမယ်ပေါ့နော်သိမ်းတဲ့ချိန်မှာကျွန်တော်တို့ကfb. ကျွန်တော် fb ဆို first program ကျွန်တော်အတူကောက်ပေးလိုက်တာပါအဓိကဒီ DOR ဆိုတဲ့ extension နောက်မှာ cs ဖြစ်ကြမယ်ပေါ့နော်fb.cs ပေါ့ကျွန်တော်သိမ်းလိုက်မယ်ပေါ့
အဲ့ဒါဆိုရှင်ကျွန်တော် C# code file ရသွားတယ်ဒါပေမဲ့အဲ့ C# code file ကျွန်တော် run လို့မရပါဘူးဘာလုပ်ရလဲဆိုတော့ compile လုပ်ရတယ်ဘာကြောင့် compile လုပ်လဲဆိုတော့ကျွန်တော်တို့ human understand ဖြစ်တဲ့ဒီ program ကဒီ programming language က design ချထားတဲ့ဒီ syntax သူ့ရဲ့ grammar အတိုင်းပေါ့ဗျာနော်ကျွန်တော်တို့ကရေးလိုက်တယ်ဒါဒီလိုလုပ်မှဒီလိုရေးလိုက်တယ်အဲ့ရေးလိုက်တဲ့ဆိုတော့ computer တကယ်မသိပါဘူးဒီ code ကိုတကယ်မသိနိုင်ဘူးအဲ့တော့ဘာလုပ်ရလဲဆိုတော့ computer နားလည်နိုင်မဲ့ကျွန်တော်တို့ machine code စီကိုကျွန်တော်တို့ကရအောင်သွားရတယ်ပေါ့နော်အဲ့ဒါ machine code တွေဒီ IL code တွေ intermediate language code တွေထုတ်ပေးနိုင်မဲ့ compiler တစ်ခုခုကိုသုံးပြီးတော့ကျွန်တော်တို့ကဒီ code တွေကို compile လုပ်ရတယ်အဲ့ဒါမှကျွန်တော်တို့ကဒီ machine code တွေထွက်လာမယ်အဲ့ machine code တွေထွက်လာမှကျွန်တော်တို့က computer ကနားလည်မှာပေါ့နော်ဒီအလုပ်တွေလုပ်ပေးနိုင်မှာအဲ့တော့ကျွန်တော်တို့ကခုနဒီ fp.cs တခုတည်းနဲ့ကျွန်တော်တို့ကဒီ hello coder ဆိုတဲ့ result ကဘယ်တော့မှထွက်လာမှာမဟုတ်ဘူးတကယ် run လို့ရတဲ့ file တစ်ခုကျွန်တော်တို့ထုတ်ကြမယ်ပေါ့ထုတ်ဖို့အတွက်ကျွန်တော်ခုနသိမ်းထားတဲ့ folder ကိုကျွန်တော်သွားရမယ်ကျွန်တော်ဘယ်မှာသိမ်းခဲ့လဲဆိုတော့ folder ထဲမှာကျွန်တော် folder ရဲ့ desktop ထဲမှာကျွန်တော်first program ဆိုတာလေးဒီနေရာလေးပေါ့ဟုတ်ပြီနော်first program ကိုကျွန်တော်သွားမယ်အဲ့ဒါကျွန်တော် cursor လေးချပြီးတော့ဒီနေရာမှာကျွန်တော် cmd လို့ခေါ်လိုက်မယ် cmd အဲ့ဒါဆိုရှင်ကျွန်တော် automatic ပဲအဲ့ link နဲ့တခါတည်းတန်းရောက်သွားပြီအဲ့ဆိုရှင်ကျွန်တော်တို့က compiler သုံးပြီးတော့ကျွန်တော်တို့ရဲ့ code ကို compile လုပ်ရမယ်အဲ့တော့ကျွန်တော်ကဒီကောင်လေးမလုပ်ခင်ကျွန်တော်ဒီမှာတစ် file ပဲရှိသေးတယ်ပေါ့နော် fp.cs တစ် file ပဲကြာ compile လုပ်လို့ရှင်နောက်ထပ်တစ် file တက်ထွက်လာလိုက်မယ်ဘာ file ထွက်လာလဲကျွန်တော်ကြည့်ရပါပေါ့အဲ့တော့ကျွန်တော်က compiler သုံးမယ်ဆိုလို့ရှင်ကျွန်တော်တို့ဘယ်မှာရှိလဲပေါ့ compiler ဘယ် compiler ကိုသုံးရမလဲပေါ့ကျွန်တော်ကအခု C# ရေးတယ်ဆိုတော့ C# နဲ့ပတ်သက်တဲ့ compiler ကိုသုံးမယ် CSC ပေါ့နော် C# compiler ကိုသုံးရမယ်အဲ့တော့သူ့ရဲ့ရှိနေတဲ့ link လေးကိုကျွန်တော်တို့သွားမယ်ပေါ့နော်အဲ့တော့ C full colon ပြီးလို့ရှိရင်ကျွန်တော်တို့ Windows ပြီးလို့ရှိရင်ကျွန်တော်တို့က MIC Microsoft.net じゃ tab လေးတွေခုံပါပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က FR framework ပေါ့ framework ထဲမှာကျွန်တော် V လို့ခုံပြီးတော့ tab ခုံလိုက်ပေါ့နော်ကျွန်တော်တို့ကအနည်းဆုံး 3.5 လောက်ကိုကျွန်တော်တို့ကသွားပါမယ် 3.5 မရှိတဲ့လူတွေက 4.0 ပေါ့နော်3.5 4.0 ကိုကြိုက်တဲ့သုံးလို့ရတယ်ကျွန်တော်က 3.5 သုံးလိုက်မယ် okay 3.5ဆိုတော့2008ပေါ့နော်2008 compiler ကိုသုံးတာပေါ့နော်4.0ဆိုရင်ဒီထက်ပိုနည်းနည်းမြင့်သွားမှာပေါ့ okay ပြီးရင်ကျွန်တော် backslash ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် cs လို့ရိုက်ပြီးတော့ tab ခုံကြည့်လိုက်အဲဒါဆိုရင် csc.eac ဆိုတော့ထွက်လာနိုင်မယ်အဲ့ဒါ C# compiler ပဲအဲ compiler ကိုသုံးပြီးတော့ကျွန်တော် space ခုံလိုက်မယ်ဘာဟုတ်အဲ compiler ကိုသုံးပြီးဘာလုပ်ချင်တာလဲဆိုတော့ဒီ fp.cs ကို compile လုပ်ချင်တာအဲ့တော့ fp ပေါ့ကျွန်တော်ရိုက်ပြီးတော့ tab ခုံလိုက်ပါအဲ့ဒါဆို fp.cs ရောက်သွားလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော် enter ခေါက်လိုက်လို့ရှိရင်ကျွန်တော်ရေးထားတယ်မှန်တယ်မှားတာတခုမှမရှိဘူးဆိုရင်တော့ကျွန်တော်တို့ compiler ဆက်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီ folder လေးထဲမှာကျွန်တော်တို့နောက်ထပ်တစ် file ရလာမယ်ပေါ့နော် execute လုပ်လို့ရတယ် execution file တခုရလာမယ်ပေါ့အဲကျွန်တော် enter ခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်အဆင်ပြေသွားတယ်သူက automatic fp.eac ဆိုတာထွက်လာပြီအဲဒါဆိုရင်ကျွန်တော်က run ကြည့်မယ်ပေါ့နော်ဒီထဲမှာပဲအဲ့တော့ကျွန်တော်မှာနှစ် file ဖြစ်သွားတဲ့အတွက် fp ကိုကျွန်တော်ပထမတစ်ချက်ခုံရင် cs ပါနောက်တစ်ချက်ခုံလို့ရှိရင် eac ပေါ့အဲဒါဆိုရင်ကျွန်တော် enter ခေါက်လိုက်လို့ရှိရင်ဘာရမလဲပေါ့ hello coder ဆိုတဲ့အဖြစ်ရမယ်ဒါပဲပေါ့နော်ဒါကဘာလို့ဆိုရလဲဆိုတော့ program တစ်ခုကျွန်တော်ရေးပြီးလို့ရှိရင်အဲ program ကိုကျွန်တော် compile လုပ်ရပါတယ်အဲ compile လုပ်ပြီးမှကျွန်တော်အဲ့ဒါကို runnable file ထွက်လာပြီး eac file ထွက်လာပြီးဆိုမှအဲ့ဒါကို run လို့ရတာပါဒါ C# program မှာပထမဦးဆုံးကျွန်တော်တို့ခုနပြောတဲ့အဆင့်တွေထဲမှာဆိုရှင် step by step မှာဘယ်လိုရေးလဲပြီးလို့ရှိရင် compile လုပ်တယ်ဘာကြောင့် compile လုပ်တယ်ဆိုတော့ကျွန်တော်ခုနပြောခဲ့တယ်ဒီ code တစ်ခုက human understand ဖြစ်တဲ့ code တစ်ခု language ကသတ်မှတ်ထားတဲ့ syntax ကရေးထားတဲ့ code တစ်ခုအဲ့တော့ကျွန်တော်ဒီမှာပါတဲ့ using ဆိုတဲ့စကားလုံးလည်းကျွန်တော်တို့တော်တော်များအကုန်လုံးသိပါတယ်အနည်းဆုံးအင်္ဂလိပ်စာအနည်းဆုံးဒီလောက်ကတော့ကျွန်တော်နားလည်မယ်လို့ထင်တယ် system ဆိုတဲ့စကားလုံးကိုလည်းကျွန်တော်အမြဲတွေ့နေရတယ်ကျွန်တော်နားလည်တယ်လူသားတွေနားလည်တယ် namespace လည်းကျွန်တော်နာမည်ဆိုတဲ့နော်နာမည် name ဆိုတဲ့နာမည်ကိုကျွန်တော်သိနေတဲ့အတွက်ဒါကိုလည်းနားလည်ပါပဲ class လည်းကျွန်တော်တို့သိမှာပဲ program ဆိုတာလည်းသိမှာပဲကျွန်တော်တို့ ਨੇ စိမ့်တာ static တို့ void တို့တော့မသိဘူး main ဆိုတဲ့စကားလုံးတော့ကျွန်တော်တို့ကြားဦးမှာပဲပေါ့ဆိုတော့ကျွန်တော်ကဒီစကားလုံးတွေက human understand ဖြစ်တယ် programming language က support ပေးထားတဲ့ syntax အရာရေးထားတာဒါပေမဲ့ computer အဲ့ဒါကိုတိုက်ရိုက်နားမလဲဘူးဒီကောင့်ကိုကျွန်တော်တို့ compile လုပ်လိုက်မှာ
ကျွန်တော်တို့ကဘာရလဲဆိုတော့ machine code တွေရတယ်အဲ machine code တွေစုထားတဲ့အစုအဝေးပေါ့နော် EAC ဆိုတာနော်အဲ EAC ကိုကျွန်တော်တို့က run လို့ရတယ်ခုန CS ကိုကျွန်တော်တို့သွား run လို့ရှိရင်ဘာမှကျွန်တော်တို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ CS ရှိမယ်ပြီးလို့ရှိရင်ကျွန်တော် EAC ထွက်လာရင်အဲ EAC ကိုတော့ကျွန်တော်တို့က run လို့ရပြီပေါ့ဒါအဲ့ဘာကြောင့်ကျွန်တော်တို့ combine လုပ်ဖို့လိုလဲဆိုတော့အရာပေါ့နော်run တဲ့ဥစ္စာဘယ်လို execute လုပ်လဲဆိုတော့ကျွန်တော်ပြောခဲ့ပြီးသွားပြီခုနကဘယ်လိုလုပ်ရလဲဆိုတော့ကိုယ့်ရဲ့ folder တွေကနေသွားပြီးတော့ဒီ fp.eac ကိုဒီလိုမျိုး cmd နဲ့ run လိုက်လို့ရှိရင်ဒီအဖြစ်ထွက်လာမယ်ပေါ့အဲ့တော့ကိုက update လုပ်ချင်တယ်ဒီ file မှာ update လုပ်ချင်တယ်ဆိုရင်ထားပါတော့ကျွန်တော်ဒီမှာတစ်လုံးထပ်ထည့်လိုက်တာ hello code today ဆိုကျွန်တော်ထည့်လိုက်တယ်အဲ့လိုမျိုးကျွန်တော်ထည့်ပြန်ကျွန်တော် save လိုက်တယ်ပေါ့ control s နှုတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ပြန် run လုပ်ရလို့ရှိရင်အဲ့ဒါကEAC က hello code ပဲပေါ်နေဦးမှာပဲဘာကြောင့်လဲဆိုတော့ compile မလုပ်ရသေးလို့ကျွန်တော်ကတစ်ခုပြင်ပြီးလို့ရှိရင်တော့ကျွန်တော်ဘာလဲတစ်ခါ compile လုပ်ဖို့လိုတယ်compile ပြန်လုပ်မယ်ပေါ့ဗျာအဲ့တော့ကျွန်တော် compile လုပ်လိုက်ပြီးအဲ့ဆိုရှင်တော့ကျွန်တော် FPEAC ကိုပြန် run လို့ရှိရင် hello code today ဆိုပြီးတော့ဖြစ်သွားမှာပေါ့အဲ့လိုသွားမယ်ပေါ့ဒါဆိုရှင်ဒါ program နဲ့ပတ်သက်ပြီးတော့ဒီလိုလေးစရေးရတယ်ပေါ့ဆိုတော့လေးသိသွားပြီအဲ့ဆိုရှင်ကျွန်တော်နောက်တဲ့တစ်ဆင့်အနေနဲ့ကျွန်တော်နည်းနည်းလေးရှင်းပြမယ်ပေါ့နော်using system ဆိုတာဘာလဲပေါ့ using system ဆိုတာကဒီထဲမှာဒီလိုရေးလို့ရှင်တော့တစ်ချောင်းချပြီးတော့နော်ဒီမှာဒီလိုလေးရေးမယ်တော့နော်ဒါလေးက comment ပိတ်တာပေါ့ဘာလို့ဆိုတာလဲဆိုတော့ပေါ့နော်ဒီ system မှာရှိတဲ့အရာတွေကိုသုံးမယ်ဆိုတာရဲ့အထိပ္ပယ်ပေါ့နော်ဘာကြောင့်သုံးဖို့လိုတာလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီအကူအညီမယူဘဲနဲ့ကျွန်တော်တို့ရေးလို့မရဘူးပေါ့နော်ဒီ OS ရဲ့အကူအညီဒါ operating system မှာရှိနေတဲ့အရာတွေကိုကျွန်တော်သုံးမယ်လို့ပြောချင်တာပေါ့နော်အဲ့ဒီအကူအညီကိုမယူလို့ကျွန်တော်တို့မရဘူးပေါ့နော်အဲ့ဒါက header file တစ်ခုအနေနဲ့ကျွန်တော်တို့မှာရှိရမယ်ပေါ့using system ဆိုတာလေးကျွန်တော်တို့သုံးရမယ်အဲ့ system ဆိုတာဘာလို့ဆိုတာလဲဆိုတော့ဒီကျွန်တော်တို့မှာပေါ့နော်သူတို့ကိုယ်တိုင်ရေးထားတဲ့ program code ရှိတယ်အဲ့ program code ကိုကျွန်တော်တို့ယူသုံးမယ်လို့ကျွန်တော်ဆိုတာဘာကြောင့်အဲ့လိုမျိုးပြောနိုင်ရလဲဆိုတော့ပေါ့နော်ကျွန်တော်တို့မှာဒီမှာ console ဆိုတဲ့ကောင်လေးရှိတယ်ပေါ့အဲ့ console ကကျွန်တော်တို့ရေးထားတာမဟုတ်ဘူးပေါ့နော်ဆိုကြတာဘယ်မှာရှိတာလဲဆိုတော့ system ထဲမှာရှိတာအဲ့တော့ system ထဲဆိုတော့ယူသုံးမှဒီ console ဆိုတာအလုပ်ဖြစ်မှာအဲ့ console ဆိုတာအလုပ်ဖြစ်မှာဒီမှာ console program လေးကသူကနေသူကောင်းမှာပေါ့လုပ်လို့မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒါတခြား namespace တစ်ခုခုကျွန်တော်တို့ကသွားပြီးတော့ယူသုံးထားတာပေါ့နော်အဲ့တော့ဒါကဘာလို့လုပ်ချင်တာလဲဆိုတော့ကျွန်တော်တို့က import လုပ်တာပါဘာလို့လုပ်တာဘာ import လုပ်တာဆိုတော့ namespace တွေကို import လုပ်တာပါအဲ့တော့ဆိုတော့ကျွန်တော်တို့ရဲ့ဒီ show wall ဆိုတဲ့ကိုဖန်တီးထားတဲ့ show wall ဆိုတဲ့ namespace တာမပါဘူးမရှိတဲ့ဥစ္စာမျိုးဆိုရင်တခြားစီကနေယူသုံးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့using system မှာမဟုတ်တခြားသော using တွေလည်းဖြစ်လာနိုင်တယ်ပေါ့ပြီးလို့ရှိရင်တော့ဒီကောင်လေးပေါ့နော်ရောက်က namespace ဆိုတာလေးကကျွန်တော်တို့ဘာလို့ဆိုရလဲဆိုတော့ကျွန်တော်တို့ဖန်တီးမဲ့အရာကိုနာမည်ပေးတာပေါ့နော်ကိုဖန်တီးမဲ့ဥစ္စာကိုကိုယ့်ဘာကိုနာမည်တက်တာပေါ့ဗျာနော် naming လောက်တာပေါ့နော်show was ကိုယ့်အောင်ကြိုက်တဲ့နာမည်ထည့်လို့ရပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ class ဆိုတာလေးရှိတယ်ဒါလေးကတော့ class declaration လို့ခေါ်တယ်ပေါ့နော်class declaration ဘာလို့ဖို့လိုတာလဲပေါ့ဆိုကျွန်တော်ကဒီကျွန်တော်တို့သင်တယ်ပေါ့နော်ဒီ object oriented programming တခုဖြစ်တယ်ဒီ C# ဆိုတာအဲ့တော့ object လို့ကျွန်တော်တို့ကသတ်မှတ်ဖို့ရဒီ class ဆိုတာမရှိလို့မရအောင်အဲ့လိုပဲနာမည်တစ်ခုပေးလိုက်တယ်နာမည်တစ်ခုဆိုတာကကျွန်တော်တို့ object ရှိလို့နာမည်ပေးလို့ရတာ object မရှိပဲကျွန်တော်နာမည်ပေးတယ်မှာကိုမျက်စိရှိမှရှိတဲ့အရာဝတ္ထုတိုင်းကိုကျွန်တော်ကြည့်လိုက်နာမည်ရှိတယ်ဆိုတာဘာကြောင့်နာမည်ရှိရလဲဆိုတော့အဲ့ဒီ object ရှိနေလို့နာမည်ပေးလို့ရတာပေါ့အဲ့တော့ခုနကဒီမှာနာမည် show wall ဆိုတဲ့နာမည်ပေးဖို့ဆိုတာဒီအထဲက object ရှိလို့နာမည်ပေးတာပေါ့အဓိကကတော့ဟုတ်ပြီနော်class declaration ဆိုတာဒါ object တွေဖန်တီးဖို့အတွက်ရှိတဲ့အရာမျိုးပေါ့နော်ဒီ class ဆိုတာကပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ method လေးတစ်ခုရှိတယ်ပေါ့နော်ဒါကဘာ method လဲဆိုတော့ပေါ့နော်ဒီ program ကိုသူ့ဘာသူစပြီးမှာနော်ဘာလို့ပဲမှာဆိုသူကသူစပေးမှာပေါ့ဒီ
ဒီ program ကိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သွားစလို့ကျွန်တော်က EAC ကိုပဲသွား run လိုက်တာအဲ့ EAC run လိုက်ရင်ဘယ် program ကိုစရမလဲဆိုပြီးတော့ပြောလို့ရှိရင်သူကဒီ main ဆိုတဲ့ program ဒီ main ဆိုတဲ့ method ကနေစပြီးလုပ်ပေးမယ်ပေါ့နော်ဒါလေးကသူကစမယ်အရာလေးပေါ့နော်ဒါကကျတော့ကျွန်တော်တို့ခေါ်ရတော့ကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ main method လို့ခေါ်တယ်ပေါ့အောက်ကတော့ဒါကတော့ကျွန်တော်တို့ဒီ console ဆိုတာလေးက output ထုတ်တာပေါ့ဗျာနော်output statement ပေါ့ကောင်းပြီဒါက C# program မှာသူ့နဲ့သူအတွဲလိုက်လေးရှိနေတဲ့ဥစ္စာပေါ့နော်ဘယ်လိုလေးသွားတယ်ဘယ်လိုသွားကျွန်တော်ကဒီထက်တဖြည်းဖြည်းနဲ့ detail သိလာမှာပါလောလောဆယ်မှာတော့ကျွန်တော်ဒီလောက်နားလဲထားတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့တခြားနောက်ထပ်ထပ်သိရမယ်အကြောင်းအရာလေးတွေဆက်ပြောမယ်ပေါ့နော်